ဒီနေ့ပိုင်းမှာတော့ Dick Grayson နဲ့ Damian တို့က Batcave ထဲမှာလေ့ကျင့်နေကြပါတယ်။ Damian ကတေစီနိုင်လောက်တဲ့နေရာတွေကိုပဲတိုက်ခိုက်နေတာမလို့နိုင်ဝင်းကကိုယ့်ရဲ့ရန်သူကိုတေစီနိုင်လောက်တဲ့နေရာတွေကိုမဟုတ်ပဲမောသိလို့ရတဲ့နေရာတွေရှိတာမလို့အဲ့ဒါတွေကိုတိုက်ခိုက်တာကပိုပြီးလွယ်ကူကူအနိုင်ယူလို့ရကြောင်းပြောပါတယ်။ထပ်ပြီးတော့နိုင်ဝင်းကတချို့ရာဇဝတ်သားတွေကမဖြစ်မနေအခြေအနေမျိုးတွေမှာရာဇဝတ်မှုတွေကိုကျူးလွန်ကြတယ်။မင်းသာသူတို့ကိုတေစီလောက်တဲ့ဒဏ်ရာရနိုင်တဲ့ point တွေကိုတိုက်ခိုက်လိုက်ရင်သူတို့တွေထပ်ပြီးဒုတိယအကျင့်ခွင့်ရမရနိုင်တော့ဘူး။တချို့ရာဇဝတ်သားတွေအတွက်ကတော့ဒုတိယအခွင့်အရေးဆိုတာကထိုက်တန်ကြောင်းရှင်းပြပါတယ်။ Damian ကရှင်းပြတာကိုစောက်ယူမဆိုင်ပဲနိုင်ဝင်းလက်ထွက်သွားတော့မယ့်အချိန်မှာသူ့ရဲ့လက်ကင်လုံးနဲ့ပြစ်ပေါက်လိုက်ပါတယ်။အဲ့ချိန်မှာပဲစူပါမန်ရောက်လာပြီးနိုင်ဝင်းကိုထိတော့မဲ့ဒုတ်ကိုဖမ်းလိုက်ပြီးတော့အဲ့လိုလုပ်တာကအားစားစိတ်တမရှိတာပဲ Damian လို့ပြောလိုက်ပါတယ်။နိုင်ဝင်းကသူ့အစဉ်ပြေကြောင်းနဲ့ Damian ကအမြဲအဲ့လိုလုပ်ဖို့ကြိုးစားနေတာဖြစ်ကြောင်းပြောပြတော့စူပါမန်ကသူ့ဘတ်တမန်ကိုလာတွေ့တာမို့လို့ဒီမှာရှိလာပြီးတော့ Damian ကသူ့ကွန်ပျူတာအခန်းထဲမှာရှိကြောင်းနဲ့အရင်ကထပ်ပို့ပြီးဘာတွေတွေးနေတာလဲမသိကြောင်းပြောပါတယ်။စူပါမန်ကလည်းမင်းဖေကတွေးတဲ့နေရာမှာဆရာတစ်ပါးပဲလေနည်းနည်းတော့ထပ်လေ့ကျင့်ဖို့လိုသေးကြောင်းပြောပြီးဘတ်တမန်ရှိတဲ့စီသွားဖို့လုပ်ပါတယ်။ Damian ကစူပါမန်ကိုကျေးဇူးတင်ကြောင်းပြောပြီးဂျိုကာမရှိတော့တာမလို့လူတိုင်းကအရင်ကထပ်ပို့ပြီးလုံခြုံသွားပြီတည်လာလို့ပြောပါတယ်။စူပါမန်ကမင်းနဲ့ Damian ခဏလောက်ရှောင်ပြီးလို့ရမလားငါဘတ်တမန်နဲ့နှစ်ယောက်ကြားပြောစရာရှိကြောင်းပြောပြီးကွန်ပျူတာအခန်းထဲကိုဝင်လာပါတယ်။စူပါမန်ကဘတ်တမန်ကိုငါမိဘတွေအဖမ်းခံရတော့ငါဘယ်ရောက်နေတာလဲလို့မေးတော့ဘတ်တမန်ကလည်းသူလှုပ်တင်လှုပ်ထိုက်နေတဲ့အရာတွေကိုလုပ်နေတာဖြစ်ပြီးစူပါမန်ကိုလည်းမင်းလုပ်နေတဲ့လုပ်ရက်တွေကိုရက်လိုက်တဲ့ပြီလို့ပြောပါတယ်။စူပါမန်ကငါကဘာကိုရက်ကမှလဲလူတွေရဲ့အသက်ကိုကယ်နေတာကိုရက်ကမှလားအာနာရှင်တွေလက်ထဲကနေတရားမျှတမှုကိုပြန်ယူပေးနေတာကိုရက်ကမှလားလို့မေးပါတယ်။ဘတ်တမန်ကမင်းကသူတို့ကိုကြောက်လန့်နေစေပြီလို့ပြောတော့စူပါမန်ကဒေါသတကြီးနဲ့ဘတ်တမန်ရဲ့မျက်နှာဖုံးကိုဆွဲခါလိုက်ပြီးကောင်းတာပေါ့သူတို့တွေကကြောက်တဲ့နဲ့တနက်ပြဖို့ကိုလည်းကြောက်နေတဲ့နဲ့တနက်မောင်ဆွဲရမှာကိုလည်းကြောက်တဲ့နဲ့အစုံတရက်ကိုနာကျင်အောင်လုပ်မိရမှာကိုလည်းကြောက်နေတဲ့နဲ့လို့ပြောပါတယ်။မင်းကလုပ်ခဲ့တဲ့အလုပ်ကိုမလုပ်ခဲ့မိလို့မင်းလုပ်ရမယ့်အလုပ်ကိုငါလုပ်နေရတာဖြစ်ကြောင်းပြောတော့ဘတ်တမန်ကမင်းလူတယောက်ကိုတက်ခဲ့တဲ့ကလပ်လို့ပြောပါတယ်။စူပါမန်ကလည်းမင်းကအဲ့အယူကိုအမြဲလွတ်ပေးခဲ့တယ်အဲ့ဒါကြောင့်ပဲလူတွေအများကြီးတိခတ်ခဲ့ရတယ်အဲ့အတွက်မင်းမှတာဝန်ယူရမယ်ဆိုတဲ့ခံစားချက်ရှိလားအပြစ်ရှိတယ်လို့မခံစားရဘူးလားဆိုပြီးဘတ်တမန်ကိုလည်းညှို့ထုတ်ပြီးမေးပါတယ်ဘတ်တမန်ကသူနေတဲ့အဲ့အတွက်အပြစ်ရှိတယ်လို့ခံစားရကြောင်းနဲ့သူတို့တွေကလူတွေကိုဘယ်သူသိရမလဲဆိုပြီးရွေးချယ်ခြင်းမရှိကြောင်းပြောတော့စူပါမန်ကလူတယောက်သေးလို့လူတန်းနဲ့ကြည်လုံးကြုံမယ်ဆိုရင်အဲ့တယောက်ကိုတတ်ဖို့လိုကြောင်းပြောပါတယ်ဘတ်တမန်ကအဲ့ဒါတွေကတယောက်တည်းကနေစတင်တာပဲလို့ပြောပါတယ်အင်းဘလောက်ပဲတရားမျှတမှုအတွက်လုပ်တယ်ပဲပြောတရားမျှတမှုအတွက်တစ်ချိန်လောက်လုပ်မိသွားတယ်ဆိုရင်တော့မင်းအဲ့ဒါကိုခဏခဏလုပ်လာလိမ့်မယ်အဲ့လိုလုပ်တာကမင်းတို့လွယ်ကူလာလိမ့်မယ်လို့ပြောပါတယ်အဲ့ဒီအရာကိုခဏခဏလုပ်နေရင်းနဲ့ပဲအမားနဲ့အမှန်ကဝေခွဲမရပဲဖြစ်သွားလိမ့်မယ်ချိန်ထဲမှာပဲတောင်တမုတ်တရားထဲမှာဂျပန်ငါးပိုင်းတမော်တစီကဝေလာငါးတွေကိုဖမ်းနေပါတယ်အများချုံဆိုင်နေတဲ့ဝေလာငါးတစ်ကောင်ရဲ့ကြောက်ရွံ့နာကျင်နေမှုတွေကိုတမုတ်တရားရဲ့အရှင်တခင်အကွာမန်းကမြင်ပြီးတင်မောပေါ်တက်လာရင်းနဲ့ဒေါသတကြီးနဲ့တင်မောတစ်စင်းလုံးကိုရေထဲနှက်ဖို့လုပ်ပါတယ်ဆိုက်ဘော့က Watch Tower ကနေပြီးတော့ Justice League Member တွေကိုတောင်မတမုတ်တရားထဲမှာဂျပန်ငါးပိုင်းတင်မောတစီတိုက်ခိုက်ခံရကြောင်းသတင်းပို့နေပါတယ်မြုပ်သွားတဲ့တင်မောထဲမှာလူတွေအများကြီးပါသွားတာမို့လို့ကယ်ဆယ်ရေးတပ်ဖွဲ့တွေလိုကြောင်းပြောတော့ဝန္နာဝမန်ကပြစ်ခတ်ရက်စဲဖို့ပြောနေတာတော့ဘယ်နိုင်ငံကချိုးပေါက်တာလဲလို့မေးတော့ဆိုက်ဘော့ကကြားရတဲ့လောက်ကတော့အဲ့ဒါကနိုင်ငံမဟုတ်ဘူးလို့ပြောပါတယ်အကွာမန်ကသူ့ရဲ့ရေတက်ကိုစင့်ခေါ်ပြီးငါးဖန်တင်မောတွေကိုမြုပ်ဖို့အမိန့်ပေးလိုက်ပါတယ်မောဘော်ကပြုတ်ကျလာတဲ့တင်မောသားတယောက်ကိုအင်ဂျင်စာဆွဲလိုက်တဲ့အချိန်မှာအဲ့တင်မောသားကသူ့မှာမိသားစုရှိသေးတာမို့လို့ချမ်းသာပေးဖို့ပြောပါတယ်အကွာမန်ကလည်းမင်းကိုတနာဖို့ပြောနေတာလားတက်လိုက်တဲ့ဝေလာငါးမှာလည်းမိသားစုဆိုတာရှိတယ်သူ့ရဲ့ကလေးတွေကိုမင်းတို့ကအစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့တယ်အဲ့ဒါတောင်ခွင့်လို့ဖို့တောင်းဆိုနေသေးတယ်လားဆိုပြီးမေးပါတယ်အဲ့ချိန်မှာပဲဝန္နာဝမန်ရောက်လာပြီးအခုလိုတိုက်ခိုက်နေတာတွေကိုချက်ချင်းရပ်ဖို့ပြောတော့အကွာမန်ကသူ့ကိစ္စမှာဝင်မပါဖို့ပြောပါတယ်ဝန္နာဝမန်ကသူနဲ့စူပါမန်ကပြစ်ခတ်ရဆဲဖို့တောင်းဆိုကြောင်းပြောတော့အကွာမန်ကသူ့ကိုဘာတောင်းဆိုလဲဆိုတာသိတယ်ဒါပေမဲ့ငါနဲ့သမုတ်တရားကအဲ့တောင်းဆိုမှုကိုအဖြစ်မပေးရသေးဘူးငါကပင်လယ်ရဲ့ဘရင်ပဲနေရာကိုငါးပါးသာငါကောက်ွယ်မလို့ပြောပါတယ်ဝန္နာဝမန်ကငါအနေနဲ့မတိုက်ခိုက်ချင်ဘူးလို့ပြောတော့အကွာမန်ကလည်းအဲ့ဒါဆိုမတိုက်ခိုက်နဲ့လေဒီကထွက်သွားလို့ပြောပါတယ်ဝန္နာဝမန်ကအကွာမန်ကိုစိတ်ရှုပ်ဖို့ပြောပြီးရင်းနေတဲ့လူတွေကိုကဲခွင့်ပေးပြီးအခုလိုအခြေအနေမှာစကားပြောပြီးဖြေရှင်းကြမယ်ဆိုပြီးတော့အကွာမန်ကိုလက်ကမ်းပေးလိုက်ပါတယ်ငါကလာတဲ့ဝန္နာဝမန်ကဘရင်ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ထင်ပြီးအကွာမန်ရဲ့တပ်သားတယောက်ကတိုက်ခိုက်လိုက်ပါတယ်အကွာမန်ကသူ့ရဲ့တပ်သားကိုလမ်းអော်နေတော့မှာပဲဝန္နာဝမန်ကငါထိုက်ပြောစရာအကြောင်းမရှိတော့ဘူးဆိုပြီးအကွာမန်ကိုပိတ်ထိုးလိုက်တာအကွာမန်လည်းသတိလစ်ပြီးရေထဲနဲ့သွားပါတယ်သတိမိပြီးရင်နေနေတဲ့အကွာမန်ရဲ့နားမှာဝေလာငါးသုံးကောင်ကဝှေ့ပတ်ရင်းနဲ့သူတို့ကိုကာကွယ်ပေးဖို့အတွက်ပြန်နိုးလာပါလို့ပြောနေပါတယ်ဒီပေါ်မှာတော့ Justice League နဲ့ Atlantic တပ်သားတွေကတိုက်ခိုက်နေကြပြီးအကွာမန်ကဝန္နာဝမန်ရဲ့ခြေထောက်ကိုဆွဲပြီးရေထဲဆွနေလိုက်ပါတယ်ဘတ်ကစ်တဲမှာတော့စူပါမန်ကမင်းကဂျိုကာကိုဆောင်ရွက်နေချင်နေတာလားမင်းအမောင်ထဲမှာထိုင်ပြီးပူဆင်းနေတာကမက်ထရိုပိုလစ်အတွက်လားဂျိုကာအတွက်လားဂျိုကာကိုမင်းရဲ့အဝေးကိုပို့လဲလို့ငါ့ကိုဒေါသထွက်နေတာလားဆိုပြီးမေးနေပါတယ်မင်းကမင်းရဲ့ဝမ်းနည်းမှုတွေကိုဖုံးကွယ်ဖို့ညနေဖုံးတက်ထားတာပဲမင်းအဆော်ယူကောင်ဂျိုကာနဲ့စောက်တိတ်ပဲမရှိတဲ့ဂိမ်းတွေကိုကစားတိုင်းလူတွေတင်နေရတယ်လို့ပြောတော့ Bruce ကအဲ့ဒါအမှန်မဟုတ်တာမင်းလည်းသိပါတယ်လို့ပြန်ဖြေပါတယ်အဲ့ဆိုမင်းကဘာလို့သူ့ကိုမသားခဲ့တာလဲငါ့ဘောအဲ့လိုလုံးမှာကိုဘာလို့ခွင့်ပြုပေးလိုက်တာလဲဆိုပြီးမေးနေပါတယ်စီဗစ်သမုတ်တရားထဲမှာတော့ဝန္နာဝမန်ကိုရေထဲဆွဲနေထားတဲ့အကွာမန်ကိုချက်ဆမ်ကတိုက်ခိုက်ပြီးလေပေါ်ဆွဲခေါ်သွားပါတယ်ချက်ဆမ်ကအာတာငါမင်းနဲ့မတိုက်ခိုက်ခြင်းမူမင်းရဲ့စစ်တပ်ကိုပြန်ဆုတ်ခိုင်းလိုက်မင်းငါတို့ကိုရှင်းနိုင်မှာမဟုတ်ဘူးလို့ပြောတော့အကွာမန်ကမရှင်းနိုင်မှုဟုတ်လားအဲ့ဒါဆိုမှားသွားပြီ
သမုတ်တရားကြီးကနှက်နေပြီးပြွက်ချက်တွေနဲ့ပြည့်နေတာအရာအလုံးကိုဖျက်ဆီးနိုင်တဲ့လက်နက်ကကုန်းမြေပေါ်မှာပဲရှိနေတယ်လို့ထင်နေတာလားလို့မေးလိုက်ပါတယ် Batcave တဲမှာတော့ Superman ကသူငါးစီကဘာယူသွားလဲဆိုတာမင်းတကယ်နားမလည်သေးဘူးပဲသူက Lois နဲ့အတူမမွေးလာသေးတဲ့ကလေးရဲ့ဘဝကိုခိုးယူသွားခဲ့တာဘာဝါနောက်ထပ် Kryptonian ကလေးတယောက်ရှိလာတော့မှအခွင့်အရေးကိုငါဘဝထဲကနေဆွဲထုတ်သွားခဲ့ပြီးငါ့ကိုတယောက်တည်းအထီးကျအောင်လုပ်သွားခဲ့တာမင်းသိလား Bruce မင်းကအမောင်ထဲမှာထိုင်ပြီး Dick နဲ့ Damian တို့ကိုလစ်လျူရှူထားတာပဲ Metropolis မြို့မှာသူတို့ရဲ့မိတ်ဆွေတွေဗနေရောက်တော့အသက်ခံလိုက်ရပြီလေဒီအတွက်ရောသူတို့ကိုနဲ့တိတ်ပေးခဲ့ဘူးလားသူတို့နဲ့ရောရက်တိခဲ့ဘူးလားမင်းမိဘတွေအသက်ခံခဲ့ရတယ်မင်းတယောက်တည်းကြံခဲ့တယ်ဘာလဲမင်းကရောမင်းကလေးတွေအတွက်ဖေတယောက်မဖြစ်ပေးနိုင်မယ်ထားခဲ့တော့ဘူးလားလို့မေးလိုက်ပါတယ် Superman ရဲ့စကားကြောင့် Batman လည်းစိတ်မထိန်နိုင်ပဲဒေါသဖြစ်သွားပြီး Superman ကိုထိုးချလိုက်ပါတယ် Aquaman ကလည်းတစုံတစ်ခုကိုဆင့်ခေါ်လိုက်တာမို့လို့မှုတ်တရားထဲမှာဆူနာမီလိုင်းလုံးကြီးတွေဖြစ်လာပါတယ်။အားဆန်းကအဲ့ဒါဘာလဲလို့မေးတော့ Aquaman ကမင်းစီမှာပုံမှန်ရဲ့အသိပညာတွေရှိနေတာပဲအဲ့ဒါကိုသုံးကြည့်လိုက်လေလို့ပြောပါတယ်။ရှားဆောင်ကအဲ့ဒါကိုကြည့်နေရင်းနဲ့ဒါကမဖြစ်နိုင်ဘူး။ဒဏ္ဍာရီတစ်ခုပဲလို့ပြောပါတယ်။ Superman ကိုအားကုန်သုံးပြီးထိုးလိုက်တဲ့ Batman ရဲ့လက်ကအရိုးတွေကကျိုးကုန်လို့ Superman ကသူ့ရဲ့ X-ray vision နဲ့ကြည့်ပေးလိုက်ပြီး၃ နှစ်ပတ်လောက်နားလိုက်ရင်ပြန်ကောင်းသွားမယ်လို့ပြောပါတယ်။အဲ့ချိန်မှာပဲ Bat Computer မှာချက်ပေးတယ်မြင်ရတာမို့လို့ Superman ကဘာတွေဖြစ်နေတာလဲလို့မေးပါတယ်။ Batman က Pacific သမုဒ္ဒရာထဲမှာ Atlantis စစ်တပ်နဲ့ Justice League ရဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့ပြောတော့ Superman ကသွားဖို့လုပ်နေတော့ Batman ကအရာအားလုံးကငါတို့အပေါ်ပုံနာလို့မရဘူး။မင်းမှန်ပါတယ်။ငါမှသာမင်းတို့အစွမ်းစားရှိခဲ့ရင်သူလဲ Superman လို့သူလိုလုပ်နိုင်ကြောင်းနဲ့ဒါပေမဲ့ Superman ကသူ့ထက်အများကြီးပိုကောင်းတဲ့လူဖြစ်နေတာမို့လို့တန်ကန်တာကိုပဲလုပ်တင်ကြောင်းပြောပါတယ်။ Superman ကလည်း Batman ကိုသူနဲ့သူလိုက်ဖို့ခေါ်တော့သူမလိုက်နိုင်ကြောင်းပြောပါတယ်။ Superman ကပြန်လို့လုပ်နေတော့ Alfred နဲ့တွေ့တော့ Alfred ကမတော့သွားတော့ဘူးလားသခင်နဲ့ Clark လို့မေးလိုက်ပါတယ်။ Superman ကမတော့တော့ကြောင်းနဲ့သူ့ကိုလည်းသခင်လေးလို့မခေါ်ဖို့ပြောလိုက်ပါတယ်။ Superman ရဲ့စကားကို Alfred ကကောင်းတာပေါ့အဲ့ဒါကိုမထားလိုက်ကြတာပေါ့လို့ဆိုပြီးအိပ်ပဲပြောရင်ကြည့်လိုက်ပါတယ်။ Pacific သမုဒ္ဒရာထဲမှာတော့ Justice League အဖွဲ့သားတွေကဆူနာမီလိုင်းလုံးတွေကြားတဲ့ကနေသင်္ဘောတွေနဲ့လူတွေကိုကန်နေတဲ့အချိန်မှာပဲအေယာမလက်တနေနဲ့အတူနန္နာကြီးလာ Kraken ကြီးကထွက်လာပါတယ်။ Kraken ထွက်လာတာနဲ့ပျက်စီးတွေကများပြားခဲ့ပြီး Justice League တစ်ဖွဲ့လုံးကိုရေအောက်ထဲကိုဆွဲပေါ်သွားခဲ့ပြီးလက်တနေနဲ့ရပ်ပတ်ထားပါတယ်။ Batman က Bat Computer ကနေ Justice League Communication System ကိုဖွင့်ခိုင်းလိုက်ပြီး Aquaman ကိုဆက်သွယ်လိုက်ပါတယ်။ System တွေကိုတေချာဖို့ပိတ်ထားတဲ့ Aquaman လည်းအံ့ဩနေတော့ Batman ကသူ့စကားကိုနားထောင် Superman လာနေပြီသူရမ်းနာကျင်နေပြီးဒေါသထွက်နေတယ်။မင်းကသူ့တငယ်ချင်းတွေကိုနာကျင်စေနေတာပဲမင်းလုပ်ရက်တွေကိုရက်ကမယ်ဟုတ်ရင် तू ဘာလုပ်နိုင်မလဲမပြောနိုင်ဘူးဆိုပြီးပြောနေတော့မှာပဲအာသာဆိုတဲ့အတန်နဲ့အတူ Superman က Kraken ရဲ့လက်တံတစ်ခုကိုထိုးပေါက်လိုက်ပြီး Aquaman ကိုလဲပေးညှစ်လိုက်ပါတယ်။ Aquaman ကမင်းရဲ့စစ်တပ်ကိုဦးချင်တက်ပြန်ဆုတ်ခိုင်းလိုက်နောက်ထပ်တရားဝါတွေကိုထပ်ပြီးမနာကျင်စေချင်တော့ဘူးလို့ပြောတော့ Batman ကအာသာကို तू ပြောတဲ့အတိုင်းလုပ်ပြီးသတိပေးနေပါတယ်။ Superman ရဲ့စကားအတိုင်း Kraken စီမှာဖမ်းခံရတဲ့သင်္ဘောသားတွေနဲ့ Justice League အဖွဲ့ဝင်တွေကိုပြန်လုပ်ပေးလိုက်ရပါတယ်။ Superman ကငါတခေါ်ပါလုံးကိုအပြစ်ခတ်ရဆဲဖို့ကြေညာထားကြောင်းပြောတော့ Aquaman ကလည်းကြည့်ရတာမင်းရဲ့အတန်ကနက်နဲ့ဒီရောက်တဲ့ပုံမပေါ်ပဲမင်းကိုမြစ်ကိုပဲအုပ်ချုပ်လို့ရမယ်ပင်လယ်ကသူ့အပိုင်မို့လို့သူ့အမိတ်အတိုင်းတက်ရောက်နေလိမ့်မယ်ဆိုပြီးပြောတော့ Superman ကသူကအုပ်ချုပ်ဖို့စ조사နေတာမဟုတ်ပဲကာကွယ်ဖို့လုပ်နေတာလို့ပြောပါတယ်။ Batman ကမင်းဘာတွေရှောက်လုပ်နေတာလဲအာသာလို့မင်းနေတဲ့အချိန်မှာပဲ Wonder Woman ရောက်လာပြီး Atlantic Army ကကဘာအနှံ့ကိုစစ်ချီနေပြီလို့ပြောပါတယ်။ကဘာအနှံ့ကစစ်ကမ်းတွေကမ်းခြေတွေနဲ့ကုန်းမြေတွေစီကိုအတလန်စစ်တပ်ကရောက်နေကြပါတယ်။ Superman ကအဲ့ဒါဘာသဘောလဲလို့မေးတော့ Aquaman ကသတိပေးတာလို့ပြောပါတယ်။ငါကမင်းတို့အနိုင်ကျင့်ရင်တိုင်းကျင့်လို့ရတဲ့အရေးမပါတဲ့နိုင်ငံငယ်လေးကခေါင်းဆောင်တယောက်မဟုတ်ဘူး။ကျန်းတွေတင်မောတွေပင်လယ်မှာဖြတ်တန်းပြီးအလုပ်လုပ်ဖို့အတွက်ငါကခွင့်ပြုပေးတာလား။ငါသာဆန္ဒရှိရင်အဲ့ဒါတွေအားလုံးကိုရပ်တန့်ပြစ်လိုက်လို့ရတယ်။အုံးမီနဲ့ပင်လယ်ပြေကိုစီးချလိုက်လို့ရတယ်။မင်းတို့ကဘာကြီးတစ်ခုလုံးကငါရဲ့နယ်နိမိတ်အောက်မှာပဲအဲ့ဒါကိုအင်အားပြတယ်လို့မှတ်လို့လည်းရတယ်။အခုတော့ငါရဲ့ပင်လယ်ထဲကနေထွက်သွားလိုက်တော့ဆိုပြီး Superman တို့ကိုမောင်းထုတ်ပါတယ်။ကလည်း Bat Computer ကနေစောက်ကြည့်နေပြီးစောက်ယူကောင်သူကမင်းဘာရစတမ်းမှမပေးပဲထွက်သွားတယ်ဆိုပြီးပြောနေပါတယ်။ Wonder Woman ကဘယ်သွားနေတာလဲ။နင်နောက်ပြန်ဆိုးလို့မရဘူးနော်လို့ပြောတော့သူကနောက်ပြန်ဆိုးမှမဟုတ်ကြောင်ပြောပြီးဟော့ကဲကိုလည်းတင်မောသားတွေအနားမှာနေဖို့ပြောပြီးတော့ Wonder Woman ရှာဇန်နဲ့ Green Lantern တို့ကိုခေါ်ပြီးတနေရာကိုထွက်သွားပါတယ်။ရှာဇန်ကဘယ်သွားမလို့လဲဆိုပြီးမေးတော့ Superman က Aquaman ကသူ့အင်အားငါတို့ကိုပြခဲ့တယ်။အခုငါတို့ရဲ့အင်အားကိုပြရမယ့်အချိန်ပဲ။ဘာကိုချင်းချုပ်ဖို့စူးစမ်းနေတာ။လူတွေအားလုံးကိုသူတို့ရင်ဆိုင်ရမယ့်အင်အားကိုသိနေရမယ်။ထပ်ပြီးတော့နောက်ဆုံးမှမဟုတ်ဘူးလို့ပြောရင်းနဲ့တောက်တဲကနေ Atlantic တစ်မြို့လုံးကိုမှပြီးတော့တာဟာရာရဲ့တဲကန်နိုင်ရဲ့အလဲမှာတွချထားလိုက်ပါတယ်။ကြောင်နဲ့ထိတွေ့မှုဘယ်တော့မှမရှိခဲ့တဲ့သမုတ်တရားရဲ့အနက်ရှိုင်းဆုံးနေရာကအခုအချိန်မှာတော့ကမ္ဘာအပူပြင်းဆုံးဒေသဖြစ်တဲ့တဲကန်နိုင်ရဲ့အလဲမှာအပြစ်ခံရကြောင်းသတင်းတွေမှာဖော်ပြနေပါတယ်။အဲ့သတင်းကိုကြည့်နေတဲ့ Batman က Superman မင်းအဲ့လိုမျိုးတစ်မျိုးလုံးနဲ့ကမ္ဘာကြီးတစ်ခုလုံးကိုဒီလိုချင်းချောင်းခွင့်မရှိဘူးပြောတော့ Superman ကမင်းဘာမှပြောဖို့မလိုဘူး။မင်းထင်နေတာကအာသာကိုပွားစီပြောတာတွေငါမကြောက်ဘူးလို့ထင်နေတာလား။စိုက်ဘုတ်ကိုဆက်သွယ်လိုက်ပြီး Bruce ကသူတို့နဲ့အတူမရှိတော့တာမလို့ဆက်သွယ်ရေးစနစ်ကိုဖြုတ်ချဖို့ပြောလိုက်ပါတယ်။ Wonder Woman ကရောက်လာပြီးအာသာကစကားပြောချင်ကြောင်းပြောတော့ Superman ကငါသူတို့နဲ့ထပ်မတွေ့ချင်တော့ဘူး။နေမဲ့တန်တမန်အနေ
လေးနဲ့သွားပြီးစကားပြောလိုက်တော့လို့ပြောပါတယ်အယ်ဂျီးရီးယားနိုင်ငံရဲ့ကမ်းခြေတစ်ခုမှာတော့ဝမ်နာဝူမန်ကအကွာမန်နဲ့စကားပြောနေပါတယ်ဝမ်နာဝူမန်ကနင်းရဲ့စစ်တပ်နဲ့မကျေနပ်ချက်တွေကပြန်ဆုတ်ခွာကောင်းမယ်လို့ပြောတော့အကွာမန်ကခဲလို့စူပါမန်သာ The Miss Kara ကိုအဲ့လိုလာလို့ရင်ဒီတိုင်းရက်ကြည့်နေမှလားလို့မေးလိုက်ပါတယ်ဝမ်နာဝူမန်ကတကဘာလုံးအပြစ်ခက်ရဆဲထားတာမို့လို့အဲ့လိုဖြစ်လာမှာမဟုတ်ကြောင်းပြောပါတယ်အကွာမန်ကတော့ငါကတော့မထင်ပါဘူးလို့ပြောပြီးဝမ်နာဝူမန်ကစူပါမန်နာမှာအမြဲရှိနေတာမို့လို့ဒီကိစ္စတွေကိုထပ်မလုပ်ဖို့တားဖို့တောင်းဆိုပါတယ်ဝမ်နာဝူမန်ကလည်းစူပါမန်ရဲ့လုပ်ရက်ကပဲမှန်တယ်ကြီးပဲဖိမိတ်ပြောနေပြီးတော့အကွာမန်ကဒီနေ့မင်းတို့ရဲ့လုပ်ရက်ကိုလူပေါင်းများစွာကထိတ်လန့်ကုန်ကြတယ်တာမန်လူတွေကနဗျားတွေဂျိုသားတွေကသူတို့ကိုဟိုဟာလို့ဒီဟာလို့ပြောမှလိုချင်တာမဟုတ်ဘူးစူပါမန်ကိုလည်းသူသတင်းစကားပါကျင်တယ်လို့ပြောပြီးတော့သူကနှစ်ပေါင်းများစွာသမုဒ္ဒရာကြီးကိုညှင်းညင်းစွာအုပ်ချုပ်ခဲ့တယ်။ပြီးစူပါမန်သာသမုဒ္ဒရာကြီးကိုအုပ်ချုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်သူ့ရဲ့အကြံပေးမှုကိုလက်ခံဖို့ပြောရင်းနဲ့လူဝစ်သက်စိတ်မကောင်းပါဘူးလို့ဝမ်နာဝူမန်ကနေတဆင့်ပြောခိုင်းလိုက်ပြီးသူ့ရဲ့စစ်တပ်ကိုပြန်ဆုတ်ခိုင်းလိုက်ပါတယ်။ဝမ်နာဝူမန်ကလည်းစူပါမန်စီကိုရောက်လာပြီးတော့အကွာမန်ကသူ့စစ်တပ်ကိုပြန်ဆုတ်ခိုင်းလိုက်ပြီးဖြစ်ကြောင်းပြောတော့စူပါမန်ကအဲ့ဒါဆိုရင်ဟာလ်နဲ့ချာဇမ်ကိုသူ့နေရာသူပြန်ဖို့ပြီးပြောပြီးအခုသူ့ရဲ့လုပ်ရက်ကမန်ယောမန်ငယ်ရဲ့လာလို့ဝေဝါးနေတဲ့အချိန်ဝမ်နာဝူမန်ကသူတို့ဘာတင်နေဂယူမဆိုင်နေနဲ့နင်ကမှန်ကန်တဲ့အရာကိုလုပ်ခဲ့တာမို့လို့ဆက်လုပ်ဖို့ပြောပါတယ်စူပါမန်ကအကွာမန်ကတခြားဘာပြောလိုက်သေးလဲလို့မေးတော့ဝမ်နာဝူမန်ကအကွာမန်ပြောခိုင်းလိုက်တဲ့လူဝစ်သက်စိတ်မကောင်းပါဘူးဆိုတဲ့စကားကိုထိန်ချန်ထားပြီးဘာမှမပြောလိုက်ဘူးလို့ပြောပါတယ်အဲ့ဒါကြောင့်ပဲစူပါမန်ကသူ့တငယ်ချင်းတယောက်စီကနေနှစ်သိမ့်မှုကိုမရခဲ့တာမို့လို့သူ့ရဲ့လုပ်ရက်ကမှန်တယ်လို့ပဲသတ်မှတ်ရင်းနဲ့ပဲ Injustice God Among Us comment အပိုင်းလေးကအဆုံးသတ်ထားပါတယ်